ဒီနေ့တော့ခရမ်းသီးမီဖုတ်တုပ်ကလေးကိုကျမလှူစားပြပါတယ်ကျမတို့ငယ်တုန်းကကျမတို့ဖေရမ်းကြိုက်တဲ့ခရမ်းသီးမီဖုတ်တုပ်ကိုအမေကအမြဲတမ်းချက်ကျွေးတယ်ရှင်လှူပေးတယ်ပေါ့နော်အဲ့ဒါလေးကိုအခုကျမကမိဘလွမ်းပြေလှူစားပါတယ်နော်ကဲဒါလေးကိုဘယ်လိုတုပ်လဲဆိုတာလည်းကြည့်အောင်ရေစုံခရမ်းသီးကိုကျမမီဖုတ်မယ်သူ့ကိုဟိုဘက်ဒီဘက်လှန်ပြီးတော့ကျမပျော့သွားတဲ့ဒီဖုတ်လိုက်မယ်နော်ခွန်လေးခွာပြီးတော့ခရမ်းသီးလေးကိုကျမအခြေအောင်ပေါက်ထားလိုက်ပါတယ်ကျက်သွန်လေးလှီးထားတာထည့်လိုက်ပါတယ်မြုပ်သီးစိမ့်တွေကိုရေဆေးပြီးတော့ကက်ကြီးလေးနဲ့ကိုက်ပြီးထည့်ထားတယ်နော်နနမီလေးကတော့ကျွန်မရေဆေးပြီးတော့ဒီလိုမျိုးအလုံးပိတ်ဘူးလေးနဲ့ထည့်သိမ်းထားပါတယ်ရေကတက်တာတွေမှာအဲ့ဒါဆိုလို့ရှိရင် तू ကတပတ်ဆက်ရဲခံနေရှင်နနမီကတန်ချင်းမကြည့်ပေမဲ့တကယ်လိုအပ်တဲ့ချိန်ကြလို့ရှိရင်လေ तू ကလေးမြန်ပုတ်တာမြင်တဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူးเนาะကျွန်မတို့တော့ကအဲ့ဒါကြောင့်မို့ဒီလိုမျိုးလေးသိမ်းထားလို့ရှိရင်အဆင်ပြေပါတယ်လို့ကျွန်မလမ်းစုံပြီးပြောတာပါเนาะအခုနနမီတို့ကျွန်မကက်ညှက်ပြီးတော့ဒီကျွန်မရဲ့ခရမ်းသီးမီဖုတ်တွေကိုထည့်ထားလိုက်ပါတယ်ကျွန်မတန်လင်းစီလေးနဲ့ထည့်မယ်เนาะတန်လင်းစီပဲသုံးပြပါတယ်ဒီလိုမျိုးအတုပ်တို့ရွက်ကြော်ဆိုလို့ရှိရင်လေကဲအခုတော့ကျမရဲ့ခရမ်းသီးမီဖုတ်တုပ်ကလေးကစားဖို့ရန်အဆင်သင့်ဖြစ်နေပါပြီเนาะစားကြပါအောင်ရှင် Thank you ပါ